စစ်တူရင်ကွက်လိုလှပတဲ့အကြေခွန်ဒီရွှေအိုရောင်ကိုထဲနဲ့မြမတတော်ကြီးတွေရဲ့အရှင်းသခင်မလေးဟာဘာကြောင့်အမေရိကန်နိုင်ငံရဲ့စိန်တော်ကြီးတွေထဲမှာစုချဲထုတ်အမဲလိုက်ခံရတာလဲအလှပြပစ္စည်းအဖြစ်ကနေရန်သူအဖြစ်သတ်မှတ်ခံလိုက်ရတဲ့ဖိရမှန်နောက်ခံပုံမြင့်လေးတစ်ပုဒ်ဒီဇလန်းဟာတရိษံလေးတကောင်ရဲ့အကြောင်းတင်မကပဲလူသားတွေဖန်တီးခဲ့တဲ့မှားယွင်းတဲ့ကံကြမ္မာအရဲ့အပေါင်းတွေကိုဖော်ပြထားပါတယ်အိမ်ပြန်လမ်းမရှိသောအကျဉ်းသားအခန်းတူမိခင်မြေမခွဲခွာခြင်းညိုပြဟာမြန်မာနိုင်ငံအထက်ပိုင်းကစိမ့်ဆိုးတဲ့တတော်ကြီးတစ်ခုထဲမှာဥခွန်လေးကိုဖောက်ခိထွက်လာခဲ့တယ်။သူမရဲ့ကိုယ်ပေါ်မှာလှပတဲ့စစ်သူရင်ကွက်လိုအကွက်တွေနဲ့ရွှေအိုရောင်အကြီးခွန်လေးတွေပါလာတယ်။ဒါပေမဲ့သူမရုန်းကန်တဲ့အရွယ်မှာတင်လူသားတွေရဲ့လက်ထဲကိုရောက်သွားခဲ့တယ်။သူမကိုလှပတဲ့အလှပြပစ္စည်းအဖြစ်သတ်မှတ်ပြီးတစ်တာငယ်လေးတဲ့ထက်ကပင်လယ်ကိုဖြတ်ပြီးအဝေးကြီးကိုခိုးဆောင်သွားကြတယ်။အခန်းနှစ်ချစ်ချင်းအတုအယောင်နဲ့ဖန်သားပင်အိမ်အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ရဲ့အိမ်တအိမ်မှာမျိုးပြဟာဖန်အိမ်လေးတဲ့ရောက်သွားတယ်။အစပိုင်းမှာတော့လူတွေကသူမကိုကြည့်ပြီးတအံ့သောချီးမွမ်းကြတယ်။အစာကျွေးကြတယ်။ဒါပေမဲ့မျိုးပြဟာတဖြည်းဖြည်းကြီးထွားလာတယ်။ဖန်အိမ်လေးဟာသူမအတွက်ကျင်းမြောင်းလာသလိုလူတွေရဲ့အကြည့်တွေကလည်းချစ်ချင်းကနေကြောက်ရွံ့ခြင်းအထက်ပြောင်းလဲသွားတယ်။ဒီနေ့မှာတော့သူမသခင်ကသူမကိုအိတ်တလုံးနဲ့ထည့်ပြီးလူသူကင်းဝဲတဲ့ Everglades စိန့်တော်ကြီးတို့မှာပစ်ချထားခဲ့တယ်။အခန်း3ကျူးကျော်သူဟုအမိတက်ခံရခြင်းညိုပြဟာစိန့်တော်ထဲမှာရှင်တန်ဖို့ကြိုးစားတယ်။ပိုက်စာလာတဲ့အခါအနီးနားကတရဝါတွေကိုရှောက်ဖွေစားတော့ရတယ်။ဒါဟာသူမရဲ့သဘာဝပဲလေ။ဒါပေပိုက်စာလာတဲ့အခါအနီးနားကတရဝါတွေကိုရှောက်ဖွေစားတော့ရတယ်။ဒါဟာသူမရဲ့သဘာဝပဲလေ။ဒါပေမဲ့လူသားတွေကသူမကို invasive species လို့ခေါ်ကြတယ်။ဒီမွေတွေကြောင့်ငါတို့စီကတရိษံလေးကုံတော့မယ်ဆိုပြီးသူမတို့ကိုရန်သူလိုတတ်မှတ်လာကြတယ်။သူမဟာအမဲလိုက်ခံတဲ့ဘဝကနေအမဲလိုက်ခံရတဲ့စုကြီးထုတ်ခံရတဲ့ဘဝကိုရောက်သွားခဲ့တယ်။သူမရဲ့တငယ်ချင်းတွေဟာတကောင်ပြီးတကောင်တနက်တန်ရာတွေနဲ့ဓားလန်ရာတွေနဲ့လမ်းဘေးမှာတည်ဆုံးကုန်ကြလေ။အခန်းလေးမျောလင်းကျဲမဲ့တဲ့ဇာတိမြေညိုပြဟာတခါတလေသူမရဲ့မိခင်မြေဖြစ်တဲ့မြန်မာနိုင်ငံကတစ်တော်ကြီးတွေကိုလွမ်းဆွမိတယ်။သူမမသိတာတခုကတော့သူမရဲ့မွေးရမြေမှာလဲသူမရဲ့မျိုးနွယ်စုတွေဟာအေးချမ်းစွာမနေရရှာဘူးဆိုတာပဲ။မြန်မာပြည်မှာသူမရဲ့မောင်နှမတွေဟာလှပတဲ့အရေးခွန်အတွက်အရှင်လက်လက်အရေးခွန်နွားခံနေကြရတယ်။နေစရာမရှိဘူး။တစ်တော်တွေပြုံးတီးကုန်လို့သူတို့မှာပုံခိုစရာမရှိတော့ပဲလူတွေရဲ့ right သက်ခြင်းကိုခံနေကြတယ်။ညိုပြဟာတစ်ဖက်နိုင်ငံမှာကျူးကျော်သူအဖြစ်အသက်ခံနေရချိန်မှာမိခင်မြေမှာတော့မျိုးတုံးကနေမျိုးစစ်အဖြစ်ပျောက်ကွယ်လူနီပါဖြစ်နေရှာတယ်။အခန်းကဇက်သိန်းအဆုံးမရှိတဲ့အလွမ်းညချမ်းတစ်ခုမှာညိုပြဟာမဟုတ်စာရီရဲ့လက်ထဲကထွက်ပြေးတဲ့ဒဏ်ရာတွေနဲ့ရေဆက်တစ်ခုမှာဝတ်နေမိတယ်။သူမဟာဘယ်သူမှရန်ကြိုးမထွားခဲ့ဘူး။သူမဟာလူသားတွေဖန်တီးခဲ့တဲ့လောဘရဲ့တားကောင်တတ်တာဖြစ်ခဲ့လေ။သူမမျက်လုံးကလေးမိတ်ထွားတဲ့အချိန်အထိသူမတောင့်တခဲ့တာကတော့သူမကိုဘယ်သူမှမနှောင့်ယှက်တဲ့သူမကိုရန်သူလို့မသတ်မှတ်ခဲ့တဲ့မြန်မာပြည်ကအေးမြတဲ့တစ်တော်ကြီးစီကိုပြန်သွားဖို့ပါပဲ။